လာအိုကို9-2နဲ့နိုင်ခဲ့တဲ့ပွဲမှာအနီကထိခဲ့တာမောင်မောင်လင်းမားတာလားတိုင်ကြောင်းတာလားလာအိုတင်းကို9-2ဆိုတဲ့ရလနဲ့အပြတ်သက်ဂိုမိုးရွာခဲ့တဲ့မြန်မာမျိုးသားလေးစဉ်အသင်းရဲ့ပွဲစဉ်ကပရိသတ်တွေအတွက်ကတော့တကယ်ကိုမှရသားစုံခန်းစားချက်ပေါင်းစုံပေးစွမ်းနိုင်ခဲ့တဲ့ပွဲတွေလို့ပြောရမှာဖြစ်ပါတယ်ဒီပွဲမှာအထင်ရှားဆုံးနဲ့အာယုံဆိုင်စရာအကောင်းဆုံးဖြစ်ခဲ့တာကတော့မောင်မောင်လင်းရဲ့အဖြစ်ပြက်ဒီပါပဲတပွဲထဲမှာတင်3ဂိုးဖန်တီးပေးခဲ့သလိုကိုရိုင်းနဲ့ပန်နရီကနေတဂိုးသိမ်းယူပေးနိုင်ခဲ့တဲ့မောင်မောင်လင်းကမြန်မာအသင်းအတွက်ကယ်တင်ရှင်ဟီရိုကြီးဖြစ်ခဲ့ပေမဲ့လည်းပွဲချိန်69မိနစ်မှာတော့မလိုအပ်ဘဲနဲ့စိတ်လိုက်မှန်ပါလုပ်ခဲ့မိတာကြောင့်ဓာတ်ရိုက်နီကန်နဲ့ထုတ်ပယ်ခံခဲ့ရပြီးတော့0အဖြစ်ပြောင်းလဲသွားခဲ့ရတာပါတကယ်တော့ကွင်းလေတိုင်းလူကြီးဟာလာအိုကစားမရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကိုအနီးကပ်ပြသဖို့အတွက်အသင်းရှိနေခဲ့ပြီးသားပါဒါပေမဲ့မောင်မောင်လင်းနေနဲ့သူရဲ့စိတ်ခံစားချက်ကိုမထိန်ချုံနိုင်ပေနဲ့ပြဿနာသွားရှာခဲ့မိတာကြောင့် VR ပြန်လဲစစ်ဆေးပြီးချိန်မှာတော့သူကပါအချောင်အနီးကပ်ပြသခံခဲ့ရတာပါအတွေ့အကြုံရင်ဝိုင်းကစားမတယောက်အနေနဲ့လိုရေးကြီးတဲ့ချိန်မျိုးမှာစိတ်အေးထားပြီးတော့ကစားဖို့လိုအပ်ပြီးမြအခုလိုမျိုးအမှားမျိုးကျူးလွန်ခဲ့တာကအသင်းအတွက်အတော်လေးမှနစ်နာစေခဲ့တာပါဒီနီကရဲ့ခရက်ကအသိကိုကြီးမားပါတယ်။ဘာလို့လဲဆိုတော့လာမယ့်အုပ်စုဘိုလူပဲဖြစ်ကစားရမယ့်အရှိတောင်အာရှရဲ့ဘရင်တို့တင်စားရလောက်တဲ့9ကြိမ်တိုင်းချန်ပီယံဖြစ်ထားတဲ့ထိုင်းအသင်းနဲ့ဝေခွင်းပွဲစဉ်မှာမောင်မောင်လင်းကိုမြန်မာအသင်းလက်လွတ်ရတော့မှာမလို့ပါပဲ။လက်ရှိအနေထားမှာတော့မြန်မာအသင်းဟာအုပ်စုအတွင်း3ပွဲကစားထားပြီး2ပွဲနိုင်1ပွဲရှုံးရမှတ်6မှတ်ပိုင်းဆိုင်ထားကထိုင်းမလေးရှားအသင်းတွေနဲ့အတူနောက်ဆင့်ကိုတက်ရောက်ခွင့်အကျိတ်နဲ့ရှင်ပြိုင်နေရတဲ့အချိန်လေးဖြစ်ပါတယ်။ဒီလိုအသင်းရဲ့ကစားဟန်နဲ့ခြေစွမ်းသီးတာတိုးတက်ပြောင်းလဲလာတာကိုကြည့်မယ်ဆိုရင်မကြသေးခင်ကမှနီးပြမျိုးလိုင်ဝင်းနေရာမှာ2နှစ်စာချုပ်နဲ့အစားထိုးခန့်အပ်ထားတဲ့အသက်63နှစ်အရွယ်နော်ဝေလူမျိုးနီးပြဂျွန်အန်ဒါဆန်ရဲ့နီးပြဟာပိုင်းပြုရင်ပြောင်းလဲမှုတွေကအလုပ်ဖြစ်နေတယ်လို့ဆိုရမှာပါ။ဟောင်ကောင်နဲ့မြောက်ကိုရီးယားအသင်းတွေကိုကင်တွယ်ခဲ့မှုတဲ့အတွေ့အကြုံရှိနီးပြကြီးအန်ဒါဆန်ကမြန်မာအသင်းကိုအရင်လိုခန်းစီအသားပေးကစားဟန်ကနေမြန်ဆန်တွက်လက်တဲ့တိုက်စစ်ဆင်မှုတွေပြိုင်ဘက်ကိုကွင်းနဲ့လိုက်လံဖိအားပေးတဲ့ high pressing ကစားဟန်တွေနဲ့အဆင့်မြင့်ပေးလိုက်နိုင်တာမြင်တွေ့ရတာပါ။အပွင့်ပွဲစဉ်မှာမလေးရှားကို2-1နဲ့ကတ်ရှုံးခဲ့ပြီးမြချက်ချင်းဆိုလိုပဲအမားတွေကိုပြင်ဆင်ပြီးတော့ဒုတိယပွဲစဉ်မှာဖိလစ်ပိုင်ကိုတန်ပိုင်ရဲ့2ဂိုးဝင်းနိုင်ထွန်းနဲ့ကျော်မင်းဦးတို့ရဲ့သွင်းဂိုးတွေနဲ့အတူ4-1ဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ပြနိုင်ခဲ့တာပါအခုလောင်တဲ့ပွဲမှာဆိုရင်လည်းမြန်မာသင်းရဲ့တိုက်စစ်ကအသေးကိုကြောက်စရာကောင်းနေခဲ့တာပါပွဲစားလို့85စက္ကန့်လေးမှာတင်မမောင်လင်းရဲ့ထက်မြက်တဲ့ပေးပို့မှုကနေလွင်မိုးအောင်ကအာဆီယံဟိုတိုင်းဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်အမြန်ဆုံးဥဆောင်ကိုတင်ယူပေးခဲ့ပြီးတဲ့နောက်မြန်မာပြည်သက်တွေကိုအပျော်ကြီးပျော်စီခဲ့တာပါလာအိုဘက်ကခြေပါကိုတွေအပြန်လည်သိမ်းယူနိုင်ခဲ့ပြီးမြဲလေမြန်မာသင်းရဲ့တိုက်စစ်ကနောက်ဆုံးမသွားဘဲနဲ့ဒီဇိုင်းမမတ်ဆက်လက်ဖွင့်ကစားခဲ့တာကြောင့်ပထမပိုင်းမှာတင်ဝင်းနိုင်ထွန်းရဲ့2ဂိုးမမောင်လင်းရဲ့ပင်တွေသွင်းဂိုးတွေနဲ့အတူ4-2ဆိုတဲ့ရလနဲ့ပွဲကိုအပြေအဝထိန်းချုပ်ထားနိုင်ခဲ့တာပါဒုတိယပိုင်း52မိနစ်မှာတော့လွင်မိုးအောင်ရဲ့လှပတဲ့ဖန်တီးပေးမှုကနေတန်းပိုင်ကပြင်စမမြောက်ကိုထပ်မံသိမ်းယူပေးသွားခဲ့ပြန်ပါရီပွဲချိန်69မိနစ်မှာမောင်မောင်လင်းအနီကန်နဲ့ထုတ်ပယ်ခံခဲ့ရလို့ကစားမတယောက်ရော်ရဲသွားခဲ့ရပြီးမြမြန်မာအသင်းရဲ့စိတ်ဓာတ်နဲ့ကစားအားကကြာဆင်းမသွားခဲ့ပါဘူးအစားဝင်လာတဲ့ကစားမတွေရဲ့ကြိုးစားမှုနဲ့အတူဟိန်းထက်အောင်ရဲ့သွင်းကိုပြီးတော့ဒီပွဲရဲ့အကောင်းဆုံးကစားမဆု Man of the Match ကိုရရှိသွားတဲ့ဝင်းနိုင်ထွန်းရဲ့ hat-trick သွင်းဂိုးတွေကြောင့်7-2ဆိုတဲ့ဂိုးပြတ်ရလနဲ့အနိုင်ရရှိသွားခဲ့တာပါဖိလစ်ပိုင်နဲ့လာအိုကိုဂိုးပြတ်နိုင်ခဲ့တဲ့အတွက်မြန်မာအသင်းဟာဂိုးကွာချချက် goal difference မှာအတော်လေးကိုအသာစီးရနေပါပြီ။ဒါပေမဲ့တကယ်ဆုံးဖြတ်ဖြစ်မဲ့ထိုင်းအသင်းနဲ့ဝေးခွင်းပွဲစဉ်ကတော့မြန်မာအသင်းအတွက်အခက်အခဲဆုံးစမ်းသပ်မှုတစ်ခုဖြစ်လာတော့မှာပါ။အထူးသဖြင့်တော့အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ပေးနေတဲ့ဖန်တီးမှုတွေအများဆုံးလှုပ်ဆောင်ပေးနေတဲ့အဓိကကစားမမောင်မောင်လင်းမပါဝင်နိုင်တော့တဲ့အခြေအနေမှာနီးပြဂျွန်အန်ဒါဆန်နေနဲ့ဒီကွက်လက်ကိုဘယ်ကစားမနဲ့မှအစားထိုးပြီးတော့ဖြည့်ဆည်းလို့လွယ်ကူမှာမဟုတ်ပါဘူး။ဒီနေရာမှာထိုင်းအသင်းရဲ့ကွင်းလယ်ကိုဘယ်လိုရှင်ပြိုင်ကစားသွားမလဲဆိုတာကစောင့်ကြည့်ခြင်းစရာအကောင်းဆုံးချက်ဖြစ်နေပါတယ်ခင်ဗျာမြန်မာအသင်းသာအထိုင်းကိုရှုံးနေခဲ့ပြီးတစ်ဖက်မှာလည်းမလေးရှားကနိုင်ပွဲရရှိသွားခဲ့မယ်ဆိုရင်မြန်မာအသင်းရဲ့ဆီမီဖိုင်နယ်အိမ်မက်ကဒီအုပ်စုဆင်းတဲ့ရေစုံမျောသွားရမှာပါဒါကြောင့်လာမယ့်ထိုင်းနဲ့ပွဲစဉ်ဟာမြန်မာအသင်းအတွက်အမားခံလို့လုံးဝမရတဲ့ရမတ်တမတ်ဒါမှမဟုတ်နိုင်ပွဲတစ်ပွဲကိုမဖြစ်မနေရယူရမယ့်တည်ရရှင်ရေးပွဲစဉ်တစ်ပွဲဖြစ်ရှိနေပါကြောင်းသုံးသက်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ